သမီးစား relationship တွေမှာပဲဖြစ်ဖြစ်မိသားစုအတွင်းမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်တစ်ဖက်လူကိုဝေဖန်အကြံပြုတဲ့အခါမှာကျွန်တော်တို့ကတခါတလေမှာအမှားတွေလုံးမိတတ်ကြပါတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ကတစ်ဖက်လူကိုဝေဖန်တဲ့အခါမှာလူရှိသူရှိမှာနေရာဒေတာမရွေးဘဲနဲ့အချိန်ခါမရွေးဘဲနဲ့ဝေဖန်အကြံပြုတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒါလိုတွေဝေဖန်အကြံပြုတာတွေမမှန်တဲ့အခါမှာလူမှုရေးပြဿနာမလိုလားတဲ့လူမှုရေးပြဿနာတွေကျွန်တော်တို့ကြုံရနိုင်ပါတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ပြောသွားမှာဖြစ်ပါတယ်တစ်ဖက်လူကိုဝေဖန်အကြံပြုခြင်းတဲ့အခါမှာတစ်ဖက်လူကအမှားလုံးမိတဲ့အခါမှာကျွန်တော်တို့ဝေဖန်ဘယ်လိုအကြံပြုရမလဲဆိုတော့ပထမဆုံးအနေနဲ့သူ့ကိုဝေဖန်အကြံပြုခြင်းနေဆိုရင်နှစ်ယောက်တည်းတည်တံ့လူရှိသူရှိမှာမဟုတ်ဘဲနဲ့အချိန်ခါကြည့်ပြီးတော့ကျွန်တော်တို့ဝေဖန်အကြံပြုရပါမယ်အဲ့လိုအကြံပြုတဲ့အခါမှာဆိုရင်လည်းပထမဆုံးအနေနဲ့သူ့ကိုကောင်းတဲ့အချက်လေးတွေပို့ပြီးတော့အရင်ပြောရပါမယ်သူ့ရဲ့အားသာချက်တွေကိုအရင်ပြောရမယ်ပြီးရင်ကိုလိုချင်တဲ့အချက်ကိုပြင်စေချင်တဲ့အချက်ကိုကျွန်တော်တို့ကဒီဟာလေးကိုတော့ဒီလိုလုပ်လိုက်ရင်တော့ပို့ပြီးတော့ကောင်းသွားမယ်ဆိုတာမျိုးတွေကျွန်တော်တို့ကဝေဖန်အကြံပြုရပါမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုပြောချင်တာကြီးပဲဆွပြောနေမယ်ဆိုရင်နေရာဒေတာမရွေးဘဲနဲ့ကျွန်တော်တို့ကဆွပြောလိုက်မယ်ဆိုရင်အချိန်ခါမရွေးဘဲနဲ့ဆွပြောလိုက်မယ်ဆိုရင်မလိုလားဖဲနဲ့လူမှုရေးပြဿနာတွေပို့ပြီးဖြစ်သွားနိုင်ပါတယ်ဆိုတော့တခါတလေမှာကျွန်တော်တို့ကလဲကျနေတဲ့လူကိုပို့ပြီးတော့လဲကျမသွားအောင်ပို့ပြီးတော့အဆင်ပြေသွားအောင်ကျွန်တော်တို့ကဝေဖန်အကြံပြုတတ်ဖို့လိုပါတယ်ဆိုတော့အခုကျွန်တော်ပြောတဲ့အကြောင်းအရာကိုသဘောပေါက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်